တို့တွင်အကျဉ်သူသည်သီလဆောက်တည်ဟန်ပြုတော်လဲမိမိနှုတ်ကိုမချုပ်သည်မိမိနှလုံးကိုလှည့်ဖြာ၏ထိုသူ၏သီလသည်အခြေအနေသက်သက်ဖြစ်၏ရှင်ယာကုပ်အခန်းကြီး1ငယ်26သူတစ်ပါးတို့သည်သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတစ်ပါးရှိ၌သင်တို့အလင်းကိုလင်းစေကြလော့ရှင်မသက်ခန်းကြီး9ငယ်16ငါအမှန်ဆိုသည်ကသင်တို့သည်ပြောင်းလဲ၍သူငယ်ကဲ့သို့မဖြစ်လင်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြရှင်မသက်ခန်းကြီး18ငယ်3ဖျားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံထိုကြောင့်နှက်ဖြန်အဖို့မစိုးရိမ်ကြနှင့်နှက်ဖြန်နေ့သည်မိမိအဖို့စိုးရိမ်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့အဖို့လောက်ပေ၏ရှင်မသက်ခန်းကြီး6ငယ်33-34ထိုမှတပါလူသားသည်ပျောက်သောသူတို့ကိုကဲ့တင်အံ့သောငါကြွလာသည်အဘယ်သို့ထင်ကြသနည်းသို့တရားရှိသောသူ၌သို့တကောင်သည်လမ်းလွဲ၍ပျောက်လျင်ထိုသူသည်69ကောင်သောသူတို့ကိုတောင်ပေါ်မှထားခဲ့ပြီးမှလမ်းလွဲ၍ပျောက်သောသူတကောင်ကိုတွား၍ရှာတတ်သည်မဟုတ်လောတွေ့ပြီးလျင်လမ်းမလွဲမပျောက်သောသူ69ကောင်၌ဝမ်းမြောက်ခြင်းရှိသည်ထက်ထိုသို့တကောင်၌တာ၍ဝမ်းမြောက်ခြင်းရှိသည်ဟုငါအမှန်ဆို၏ထိုနည်းသူကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဤသူငယ်တယောက်ကိုမျှပျက်စီးစေခြင်းကအလိုတော်မရှိရှင်မသက်ခန်းကြီး18ငယ်17မှ14လူအချို့တို့သည်နေချင်းကိုမှတ်သည့်အတိုင်းထာဝရဘုရားသည်ဂတိတော်အရာမှနှီးတော်မမူငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲရှိသမျှတို့သည်နောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုသီးခံတော်မူ၏နှစ်ပေခန်းကြီး3ငယ်9ယာယီတဲဖြစ်သောငါတို့မြေအိမ်သည်ပြက်လေကောင်းကင်ဘုံ၌လူလက်ဖြစ်မလုပ်ပဲဘုရားသခင်ဖန်ဆင်းတော်မူသောနေဆထာဝရအိမ်ရှိကြောင်းကိုငါတို့သိကြ၏နှစ်ကောခန်းကြီး9ငယ်1တဖန်တော်ယေရှုကသင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်ဘုရားသခင်ကိုယုံကြည်ကြလောငါကိုလည်းယုံကြည်ကြလောငါအဖ၏အိမ်တော်၌နေเสียအခန်းများရှိ၏သို့မဟုတ်လင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေသင်တို့နေเสียရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏ငါသည်သွား၍သင်တို့နေเสียအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌သင်တို့ရှိစေခြင်းကသင်တို့ကိုငါထံသို့သိမ်းစေမည်ရှင်ယောဟန်ခန်းကြီး14ငယ်1မှ3ကျွန်ုပ်၏အသက်ကိုဖျက်ဆီးခြင်းထဲကရွေ၍ကျေးဇူးတော်ဂရုဏာတော်များနှင့်ကျွန်ုပ်၏ခေါင်းကိုပတ်ရစ်တော်မူ၏ကျွန်ုပ်ကိုအသက်ကြီးစဉ်ကောင်းသောအရာနှင့်ရောင်ရဲစေတော်မူသဖြင့်ကျွန်ုပ်၏အရွယ်သည်လင်းယုံငှက်ကဲ့သို့နှုတ်ပြတန်ဆွမ်းလျက်ရှိ၏စာလံ103အပိုက်ငယ်4နဲ့5အမြင့်ဆုံးသောဘုရား၏ကွယ်ကာရာဌာနတော်၌နေသောသူသည်အနန္တတကုရှင်အရေးကိုခိုရလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာငါ၏ရဲတိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စင်စစ်မှုဆွေးကြော့ကွင်းနှင့်၎င်းတေသက်သောအနာနှင့်၎င်းကျွန်ုပ်ကိုကင်းလွတ်စေတော်မူမည်အတောင်တို့အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တို့အောက်၌ကျွန်ုပ်သည်လုံခြုံစွာနေရလိမ့်မည်သစ္စာတော်သည်ကျွန်ုပ်၏ဒိုင်းလွှာဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ဖြစ်သောမြားကို၎င်းမမိုက်ထဲမှလဲတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဥပတ်ကို၎င်းကျွန်ုပ်သည်မကြောက်ရကျွန်ုပ်၏နားမှလူ1000ကျွန်ုပ်၏လက်ရဘက်မှလူ1000လဲတော်လဲကျွန်ုပ်ကိုမထိမခိုက်ရကျွန်ုပ်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံမျှသာရှိလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ဟုကျွန်ုပ်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်ကျွန်ုပ်၌မကောင်းသောအနိဋ္ဌာယုမကမရောက်ကျွန်ုပ်နေရာသို့ဘေးဥပတ်မချီရသွားလေရာရာ၌ကျွန်ုပ်ကိုစောင့်ရှောက်စေခြင်းကကောင်းကင်တမန်တို့အားကျွန်ုပ်ဖို့မှထားတော်မူသည်ဖြစ်၍ကျွန်ုပ်၏ခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းကသူတို့သည်ကျွန်ုပ်ကိုလက်နှင့်မှစချီပင့်ကြလိမ့်မည်ကျွန်ုပ်သည်ရှင်သိနှင့်မွေဆိုးပေါ်မှကြော်သွား၍ရှင်သိပြိုနှင့်နဂါးတို့ကိုခြေဖြင့်နင်းလိမ့်မည်သူသည်ငါကိုချစ်သောကြောင့်သူကိုငါကယ်နှုတ်မည်ငါ၏နာမကိုသိသောကြောင့်သူကိုငါချီးမြှောက်မည်
သူသည်ငါကိုခေါ်သောအခါငါထူးမည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှေသောအသက်နှင့်သူ့ကိုရောင်ရဲစေ၍ငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူအားပြမည်ဆလံ91အိုထာဝရဘုရားအကျွန်ုပ်တို့ကိုတနာတော်မူပါအကျွန်ုပ်တို့သည်ကိုယ်တော်ကိုမျှော်လင့်ကြပါ၏နက်နက်တိုင်းအကျွန်ုပ်တို့၌ခွန်အားကိုပေးတော်မူပါအမှုရောက်သောအခါကျွန်ုပ်တို့ကိုကယ်တင်တော်မူပါဟေရှယ33အငယ်2